ဘုန်းကြီးအရင်နှစ်တွေကအသည့်အမြင်မှမှချမ်းသာရတရားနဲ့တိပယ်ဆိုင်ပွားတရားတော်များကိုအတန်လွင့်ဟောကြားခဲ့ပါတယ်တိပယ်ဆိုင်ပွားတရားကတရားသဘောနည်းနည်းတော့အသည့်နည်းနည်းခက်ပါတယ်ဒါကြောင့်ဒီနှစ်တော့အများသိလည်းတဲ့အချက်ကလေးတွေကိုထည့်ပြီးဟောပါမယ်တရားကိုတော့ဗုဒ္ဓနိကြချမ်းသာစွာနေထိုင်နည်းတရားတော်လို့နာမည်တက်ကြပါစို့ဒီချမ်းသာစွာနေထိုင်နည်းကိုလူတိုင်းသိထားတဲ့နယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းဟာကိုယ်ဆင်းရဲစိတ်ဆင်းရဲမရှိပဲချမ်းချမ်းသာသာနေထိုင်ကြတဲ့လူတွေကြီးဖြစ်လို့ပါပဲ။ဒီလိုချမ်းချမ်းသာသာနေထိုင်ကြပြီတဲ့ဘုရားရှင်တော်မြတ်ဖျားညွှန်ကြားတော်မူတဲ့ချမ်းသာစွာနေထိုင်နည်းကိုတော့သိတဲ့လူရှားပါတယ်။ဒါကြောင့်မဲအနေထိုင်မတတ်လို့မဆင်းရဲတဲ့မဲနဲ့ဆင်းရဲနေကြတဲ့လူတွေချမ်းသာတဲ့မှလည်းရတဲ့မချမ်းသာနိုင်ကြတဲ့လူတွေပဲများနေပါတယ်။ချမ်းချမ်းသာသာနေထိုင်နည်းကိုသိလို့အနေထိုင်တတ်ကြရင်ဖြင့်ဆင်းရဲနေပါသည်ချမ်းသာများမှသိကြပါတယ်။ယုံနာနှစ်ပါးပေါင်းစုထားတဲ့တတ္တဝါတိုင်းဟာရှင်တော်မြတ်ဖျားဟောကြားတော်မူတဲ့ဒုက္ခသစ္စာသဘောအရဆင်းရဲအစုအပုံတက်တဲ့ပဲဆိုတာအလွန်မှန်ပါတယ်။သို့တော်လည်းဒီဆင်းရဲကဂွင်းလုံးကျမလွတ်နိုင်နေမီမှာဆင်းရဲတက်တာတော့တက်တာအောင်ချမ်းသာရတော့ရအောင်စီမံဖန်တီးလို့ဖြစ်တဲ့နည်းလမ်းတွေရှိတော့ရှိပါတယ်။အဲ့ဒီနည်းတွေတဲကပထမဆုံးပြောချင်တဲ့နည်းကတော့ရောင်ရဲတင်းနေမှုပါပဲစာဝနေရဲ့အတွက်လောကီစီးပွားဥစ္စာကိုရှာတာကအစဘာမဆိုတင်းနေရောင်ရဲတတ်ရင်ချမ်းသာပါတယ်တန်တုဋ္ဌိပရမန္တနာရတဲ့ပစ္စည်းဥစ္စာတွေပိုးပြီးလိုချင်လောဘဆုံးမပွားစေပဲရသမျှနဲ့တင်းတိမ်ရောင်ရဲပြီးလောင်းငါအောင်ချိုးကြံချွေတာသုံးဆွဲတတ်ရင်ချမ်းသာတော့ချမ်းသာပါတယ်ဒီလိုမဟုတ်ဘဲနဲ့အဆုံးမရှိတဲ့လောဘရဲ့အလိုကိုလိုက်ပြီးရလေလိုလေအိုးတဆေးဆိုသလိုအပိုးအမိုးတွေကိုရဖို့ကြိုးစားအထောက်နေရင်တော့မချမ်းသာပါဘူးဒီနေရာမှာရှိတာနဲ့တင်းနေရမယ်လို့မဆိုလိုပါဘူးရတာနဲ့တင်းနေနေတယ်လို့ဆိုလိုပါတယ်လူဟာအသက်ရှင်နေသမျှကာလပတ်လုံးစာဝနေရပြည့်စုံမှုအတွက်လောဘကိုလုံးဝမပယ်နိုင်သေးတဲ့အခါမှာဒီလောဘဟာရှိသလောက်တော့ရှိနေရတာပါပဲသို့တော်လည်းအခြေအနေလိုက်ရှိတိုက်တဲ့လောက်တဲ့မပိုမကဲစီပဲရောင်ရဲတင်းနေမှုနဲ့လောဘကိုဇက်တက်ပေးနိုင်ရင်ချမ်းသာပါတယ်ပုံစံပြောရရင်လူတစ်ယောက်မှာတစ်လစားဖို့ငွေ30ပဲရှိတယ်ဆိုကြပါစို့သူဟာရှိတာနဲ့တင်းနေလို့မရပါဘူးနောက်ထပ်ငွေရဖို့ဉာဏ်ဝိရိယရှိသလောက်ကြိုးစားရှာဖွေရပါလိမ့်မယ်သူဉာဏ်စွမ်းဝိရိယစွမ်းရှိသလောက်ကြိုးစားရှာဖွေလို့ငွေ100ရတယ်ဆိုကြပါစို့အဲ့ဒီ100နဲ့တင်းနေရောင်ရဲပြီးလောက်ငါအောင်စီမံဖန်တီးရပါမယ်ဒီလိုဆိုရင်ချမ်းသာတော့ချမ်းသာပါတယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့ရတာနဲ့မတင်းနိုင်မရောင်ရဲပဲမရနိုင်တဲ့900 1000ကိုလှမ်းတောင့်တပြီးလောဘဇောတက်နေရင်မချမ်းသာတော့ပါဘူးအဲ့ဒီအတော်မတတ်နိုင်တဲ့လောဘကနေပြီးဒေါသမာနအိတ်တာမစ္စရိယစတဲ့တရားစုတွေလည်းပေါက်ပွားလာတတ်ပါတယ်အဲ့ဒီတရားစုတွေဆင်ပွားလာတော့ပိုးဆင်းရဲပြန်ပါတယ်ဒါကြောင့်လိုချင်တတ်မဲ့တဲ့လောဘကိုတင်းနေရောင်ရဲမှုနဲ့ဇက်တက်ပေးနိုင်ရင်ချမ်းသာတော့ချမ်းသာကြောင်းထင်ရှားပါတယ်ဒါပေမဲ့အဲ့ဒီတင်းနေရောင်ရဲမှုဟာနေရာဒေသအချိန်အခါအခြေအနေနဲ့လိုက်လျောတဲ့တင်းနေရောင်ရဲမှုဖြစ်ဖို့လိုပါတယ်ရှိကဝိရိဟတိုင်းပြည်ကြီးကိုဆွံ့ငယ်ပြီးတောထွက်ရသေးပြုလာတဲ့ဝိရိဟရသေးနဲ့ခန္ဓာရတိုင်းပြည်ကြီးကိုဆွံ့ငယ်ပြီးတောထွက်ရသေးပြုလာတဲ့ခန္ဓာရရသေးတို့အတူတကွနေထိုင်ခဲ့ကြပါတယ်ယသိနှစ်ပါးဟာတင်းနေရောင်ရဲမှုကိုလက်ကင်ပြုပြီးဆွမ်းခံလို့ရသမျှနဲ့မြတ်တအောင်သုံးဆောင်ကတရားကျင့်သုံးနေကြတော့အလွန်ချမ်းသာကြပါတယ်ဒီလိုနေလာရင်ကတနေ့တော့ဝိရိဟယသိကဆွမ်းစားပြတဲ့အခါမှာဆွမ်းခံရကရလာတဲ့စားတုပ်ကလေးမကုံမဲကျန်နေတာနဲ့လုံယုံရချုံတစ်ခုထဲမှာသိမ့်ထားပါတယ်နောက်တနေ့ယသိနှစ်ပါးဆွမ်းစားကြတဲ့အခါမှာစားမပါတော့ဝိရိဟယသိကသိမ့်ထားတဲ့စားတုပ်ကလေးသွားယူပြီးခန္ဓာရယသိကိုပေးပါတယ်ခန္ဓာရယတိကစားဘယ်ကရတယ်လဲလို့မေးတော့ဝိရိဟယတိကအရင်နေ့ကသိမ့်ထားတဲ့စားဖြစ်ကြောင်းပြောပါတယ်ဒီလိုမဲ့ခန္ဓာရယတိကဝိရိဟယတိကိုပြစ်တင်ကြိမ်မုံတော့တာပါပဲသူပြစ်တင်မုံကဝိရိဟယတိအသင်ဟာဘာအသုံးကြတယ်လဲယူဇနာ300ကျယ်ဝန်းတဲ့ဝိရိဟတိုင်းပြည်ကြီးနဲ့တကွထိနန်းစီစဉ်ရောရွှေငွေဥစ္စာဗန္ဒာကြီးကြတွေပါဆွန့်လွတ်ပြီးယတိပြုလာခဲ့တယ်အခုယတိဖြစ်လာတဲ့အခါကျမှရတာနဲ့မတင်းနိုင်မယ်ဒီစားကလေးမဖြစ်စလောက်ကိုတတ်တတ်မဲ့နဲ့ကြောက်ရွံ့ကြသိသိထားတယ်ဆိုတာအင်မတန်မလျော်ကန်တဲ့အလုပ်ပဲလို့အပြစ်တင်ပါတယ်ခန္ဓာရရဲ့အပြစ်တင်တာဟာတင်တိုက်လို့တင်တာပါ
season Osari soon will be Yadipila Maro. The Nida Sankalu Yadamian, a young Yadinima, Idi Duka, Yadipia Yada, Yadi Chana Yama Bo. Dilum Hobe, now the Nida, Dredame Dredabi, Domi Dengi Tayen, Sagali Mapis Lauben, Pise Uro, Longyumi Nia Shayare, Dengi Yare, Mumzo Luminia Al, Bomoa Dadaman Sare, Drace and Imsam Doya, on Sanshoyare. The Mania Sa Alun Jadre. Lonyuma Malalo led the young Jaja, the Zoya in Piniare. Edalusa di Pien, the Nida, Yadamian, and Medine, Mion Yero, Dokari, Tazan Boalu, Senori Miavare. Taja, daughter be Yadema Dula and all. Dilo, therefore, Liga Sabi, young Yadinimu, Luvare. Davide, Dividi Hayadeha, Yade Pinem Hope. We did had a man pianeta, so you know, 2 tending young Yamu at the Mupia Valime. Mimi Daimbi Neda Dinayame, Tuva Daimbi Logimias in Messiago. Then they are but the name who Samu season Kanzamuneda, Dinayame, Lolongaga Mapisiago, Dilopia Valime. Dilo man pianejaro, Kona Biogere Salu, Sawe Dapper Mua Saji, Mamaso Mayoma Payma Jamsia on, Goran Ledo, they Sizi Loyalime. Dina Jidu Lumia Guleve. To the Denzi, they did children of Nunja Bea Vilime. I may anatadi and let Haya Vilime. Taja, Dini Yamuha, Nia Dida, Chingala, Che, Nina Liliore, Dini Yamu people Lure, Yogera Babe. Perilo Dini Yamu Mulaga and High and Lureha go, Che, near like Titan Chana who Yajara Babe. Today a Chana than Nitanigaro, how Mulema Biane, a big Gulema Janet. She said, Bishop Bama Dinley on Seguta, so that Niva. Dorobia and Bishop Banjaja, Ni and Chana, look Soluvare. Luraha, Deboak Igule Shaukajayavi, and Nagaboak Igule Shaujaya Ume. Abu Lola, the Bishop Bamboak Igule, Shauni Jazeve. Lumiazi, Deboaki has Sunyan Kolokadin, Mialon, Madayama Chamudalo, and Nagapoak Igule, Daya Chamule Melo, Mamuman and Yababu. Taja, they go up here, Johnny, go John Sina singing in here, say Chana Buddha, say Sinabo, Bumia Bade. Bida Nagabo of Higo, Jan Dwayne, your comedian, and le, a council will drink out of my veil, Mulan Tana, down my veil, Mulan Tare, Dime Pima Pibamala, so that Dania say, Jonia say, so in Zaydiga, Pizin Hesed about it. Madejami Yare and Naga, Sore and Naga go Mulan Yare, so you know, say Singer like my Josiam Lurova. Davie, Dine Lola the Shawnea, Piso Bamboa Kigago, Taya Chamu the Lalu, Mezia Shibare. Tale Loga the Bawa, ya, Lumiazu, Madayama Chamura, Miavare. Madayama Chamuda leve Yaku Lola, the Lengambo, Lengan Kesago, Yimasime, Shamreni Lumiava. Tanya, Nyang Wiria, Zoe Tadigo, Yankambi, a gown on Pio Baba, Yansain Diabare. Erilo Yansain. Lengan Chini have allowed Besso, Eddie Surega, a gown on UGB, a Cindy on a den and Alondoyabare. Dago Yoni Dominati Garalu Kovare. Diloso in Chana, the Lau Chanavare. Pony Nazan Sinidalaga, Yikachin Lono, Migan at Dendore, you little way bevare. Eddie ye Uglina, Yemen Babi Yikarago, Emadani, a China Gina Nivare. The Nero, ye ugo ye tabi, no kanga swam malay dama, ye uha open wabare. Ye ud no kanga aquila let him a balavare. The Kama imminent the ladder, ye ugo dorago, Namiogen, 1 agent, 16 agent Pibene. Uguero, be your don ya de say him my Pibore, die, no gallet to be of me vare. Daha Lenin Piso Ban Sasa Tuiniare, a Chini Zurega, a gong of UGB. A Cindy on the end and along the Mirababe. Yoni Dominati Garalu, Suavame. Hokarumara did the other Origo Namle de Babu. Bola Chinomia Pia, the Aromiago Lela Mima. Loga the Baba was singing Dona Mima Bear, whom as in a Piquera ha, did the Bogo, the Boba Mirava. Demia Zadoma, the Ramajore, Demi Minago, Camilo Minia, Amino, ya. Tunana Yatadinga, Mubian Matabi, Mipio for Twindunivare. Dijima Demi Minaga, Queen Almes Obi, Yatading would was a Gabio Bido, Piano Libare.
သူကတော့တော်ရဲဝင်သွားပြီးရသေးဖို့တရားကျင့်နေပါတယ်လေးရရှိတော့သူခမဲတော်မေတော်တွေသူထံရောက်လာကြပါတယ်အညိုရောင်လျော်တေသင်္ကန်းကြမ်းကြမ်းကြီးကိုဝတ်ထားတဲ့တင်မိရရသေးလေးဟာသူခမဲတော်မေတော်တွေကိုသိရမိုးကြောင်းလေးရဲ့အပြင်ဘက်မှာတွေ့ဆုံဧည့်ခံပါတယ်ဧည့်သည်ကိုဧည့်ဝပြုတဲ့အနေနဲ့သူစားတဲ့တတိတရွတ်တွေကိုကျွေးတော့မင်းကြီးနဲ့မိဖုရားဟာသူတို့သားစားတဲ့ဒီအစာချမ်းကြီးတွေနဲ့နှုတ်ပြိုကြီးလည်းလမ်းဆန်းပြီးကြက်တရေရှိလာတဲ့သူတို့သားရဲ့မျက်နှာကိုဆက်ဆက်ကြည့်တော့ဘယ်လိုမှမဖက်မဟမိတာနဲ့အားလဲတဲ့အံ့ဩလဲအံ့ဩနေကြပါတယ်ဒါနဲ့မနေနိုင်ကြလို့သားတော်ဟာဒီလောက်ကျမ်းမ်းတဲ့အစားအစာတွေစားနေရပါရဲ့နဲ့သားတော်ရဲ့မျက်နှာအဆင်ဟာဘာကြောင့်ကြည်လင်ဝန်းပါနေရပါသလဲလို့မေးတော့တင်မိရရသေးလေးကအခုလိုဖြေပါတယ်သူ့အဖြေဟာအလွန်မှတ်သားစရာကောင်းပါတယ်အတိတနာနုသောစာမိနပဇ္ဇပါမနာဂတံပစ္စုပန်နေနယာပေမိတေနဝနောပတိရတိအကျွန်ုပ်ဟာအတိတ်ဖြစ်ရများကိုပြန်တွေးပြီးဆိုရင်ဘူးဆွေးမနေပါအနာဂတ်ရေးကိုလည်းမျှော်တွေးတောင်းတာမနေပါလက်ငင်းပစ္စုပန်အခြေအနေဖြင့်မျှတအောင်နေပါတယ်ဒါကြောင့်ရုပ်အစင်းကြည်လင်ခြင်းဖြစ်ပါတယ်လို့ဖြေပါတယ်တော်ကြီးမြမဲအလယ်သိရမှုတဲ့ငယ်ကလေးမှနေပြီးတည်တည်ရွက်ဒီကိုသာစားတော့နေရပါရဲ့နဲ့ရုပ်အစင်းညှိုးရော၆တွေ့ခြင်းမဖြစ်ဘဲကြည်လင်ဝင်းပါဆိုပြနေရခြင်းဟာလက်ငင်းတွေ့ကြုံနေရတဲ့အခြေအနေကိုအကောင်းဘက်ကကြည့်ပြီးသင့်တဲ့အောင်နှလုံးသွင်းတတ်တဲ့အတွက်စိတ်ချမ်းသာနေလို့ပါပဲပြီးတော့ယတိကလေးကအနာဂတပဇ္ဇပါယအတိတတနုသောစနာဧတေနဘာလာတုတ်တန္တိနလောဝဟရိတောလူတော်လူမိုက်တွေဟာလူမိသားအတိတ်ရေးတွေကိုပြန်တွေးဆိုရင်နေတတ်ကြပါတယ်မဖြစ်လာသေးတဲ့အနာဂတ်အရေးတွေကိုလည်းမျှော်တွေးတောင်းတနေတတ်ကြပါတယ်ပစ္စုပန်ကြကြမနေတတ်ကြပါဘူးဒါကြောင့်မဲသူတို့ရုပ်ဆင်းတွေဟာရိပ်ဖြတ်ထားတဲ့ကြူရိုးလိုညှို့ရော၆တွေနေကြတာပါပဲလို့လည်းထပ်ဆင့်ပြီးပြောလိုက်ပါသေးတယ်သို့တော်လည်းအတိတ်ကချွေရင်ချက်တွေကိုသင်ခန်းစာယူခြင်းအနာဂတ်ရေးအတွက်တင့်လျော်တဲ့ကြိုတင်ပြင်ဆင်စီမံမှုပြုလုပ်ခြင်းဆိုတာကတော့ထိုက်တလောက်တော့ရှိရပါလိမ့်မယ်အတိတ်အနာဂတ်အရေးကိုပူဆွေးတောင်းတာပြီးတိတ်အလေးနဲ့မထားဖို့ပဲလိုပါတယ်မနေ့ကနဲ့နဲ့ဖြန်တဲ့ဒီကနေ့ပို့ပြီးအရေးကြီးတယ်ဆိုတဲ့သဘောပါပဲဒီနေ့လက်ငယ်အခြေအနေကိုအဆင်ပြေအောင်အသင့်အတင့်နှလုံးသွင်းနေထိုင်သွားတတ်ရင်ချမ်းသာပါတယ်အင်္ဂလိပ်လို live now ပစ္စုပန်ကြကြနေပါဆိုတဲ့နည်းပါပဲအခုပြောခဲ့တဲ့တင်းနေရောင်ရွက်စွာနေထိုင်နည်းနဲ့ပစ္စုပန်ကြကြနေထိုင်နည်းနှစ်နည်းလုံးဟာလေ့ကျင့်ယူရင်ရပါတယ်လေ့ကျင့်လို့အသားကျလာတဲ့အခါမှာအထူးဆင်ញနှလုံးသွင်းမနေရတော့ပဲသူ့အလိုလျောက်အစဉ်ပြေအောင်နှလုံးသွင်းမိပြီးဖြစ်သွားတတ်ပါတယ်ဒီတော့ချမ်းသာပါတယ်သို့တော်လည်းဒီနည်းတွေဟာချမ်းသာစွာနေထိုင်နည်းမှာဒုက္ခဆိုတဲ့ဆင်းရဲကိုသာတက်တရရစေတဲ့ဆေးမိတို့သဘောမျှတာဖြစ်ပါတယ်ဝိပရိနာမဒုက္ခပြောင်းလဲဖောက်ပြန်ဆင်းရဲနဲ့သင်္ခါရဒုက္ခဖြစ်ပြဆင်းရဲကိုမငြိမ့်စေနိုင်ပါဘူးမြတ်စွာဘုရားကတော့ဒီဆင်းရဲသုံးမျိုးလုံးကိုငြိမ့်စေတဲ့တတ္တိယနည်းနေနည်းထိုင်နည်းကိုလည်းပဲညွှန်ကြားခဲ့ပါတယ်ဒီနည်းကိုတော့မြစ်ဖြတ်စေလို့ခေါ်ရပါလိမ့်မယ်အဲ့ဒါကဘာလဲဆိုတော့ရုပ်ဖြစ်သမျှနာမ်ဖြစ်သမျှကိုအမြင်မပြတ်တတိနဲ့စောင့်ရှုတဲ့နည်းပါပဲဒီလိုတတိနဲ့စောင့်ရှုရမှာအတိတ်ယုံနာနဲ့အနာဂတ်ယုံနာတွေကိုစောင့်မရှုရပါဘူးဘာကြောင့်လဲဆိုတော့အတိတ်ယုံနာတွေဟာချုပ်ပြတ်သွားကြပြီမှုမရှိကြတော့ပါဘူးအနာဂတ်ယုံနာတွေကလည်းမဖြစ်ပေါ်လာကြသေးလို့မရှိရသေးပါဘူးဒါကြောင့်သူတို့ကိုရှုလို့မရပါဘူးဒီတော့လောလောဆယ်ရှိစေဖြစ်စေပစ္စုပန်ယုံနာကိုပဲရှုရပါတယ်ဒါကြောင့်ဒီနည်းလဲပစ္စုပန်ကြကြနေထိုင်နည်းတစ်မျိုးပါပဲဒီနေထိုင်နည်းနဲ့နေထိုင်သူကိုမြတ်စွာဘုရားကဗတ္တိကရတ္တတနေ့တာချမ်းသာစွာနေထိုင်သူလို့မိန့်ကြတော်မူခဲ့ပါတယ်အဲ့ဒီစောင့်ရှုနေထိုင်တဲ့နည်းကိုမြတ်စွာဘုရားကမဇ္ဈိမနိကေဗတ္တိကရတ္တသုတ်မှာအတိတနာနဝဂမေယနပတိကင်ခေအနာဂတံစသည်ဖြင့်ဟောတော်မူခဲ့ပါတယ်သွားမှုလာမှုထိုင်မှုထားမှုကွေးမှုဆမ်းမှုစားမှုတောင်းမှုလှုပ်ရှားမှုစတဲ့ရုပ်သဘောတွေဖြစ်တိုင်းစိတ်ကူးစဉ်းစားကြံစည်မှုလိုချင်တတ်မဲ့မှုစိတ်ဆိုးစိတ်ပြတ်မှုစတဲ့စိတ်သဘောတွေဖြစ်တိုင်းဖြစ်ဆဲဖြစ်ခိုက်မှာဖြစ်နေရှိနေတဲ့အတိုင်းတတိနဲ့အမြဲတစေစောင့်ရှုနေလို့ရှိရင်တနေ့တာလည်းမဟုတ်ပဲအမြဲတစေချမ်းသာစွာနေထိုင်သူဖြစ်နိုင်ပါတယ်ဒီနည်းနဲ့ချမ်းသာရနိုင်မှုကိုနည်းနည်းပြောပါဦးမယ်မိမိတို့တဏ္ဍာမှာထင်ထင်ရှားရှားဖြစ်ပေါ်နေတဲ့ရုပ်သဘောစိတ်သဘောတွေကိုတတိနဲ့မရှုရင်အဲ့ဒီရုပ်အဲ့ဒီစိတ်တွေကိုတည်မြဲနေတဲ့အတ္တအသက်ဝိညာဉ်အနေနဲ့လဲဆွဲယူမိပါတယ်ပုဂ္ဂိုလ်တ attva ငါအနေနဲ့လဲဆွဲယူမိပါတယ်အဲ့ဒီလိုဆွဲလန်းယူမှပြီးတော့
အဲ့ဒီပုဂ္ဂိုလ်တ attva ငါဆွဲကနေပြီးလိုချင်တတ်မဲ့နှစ်သက်တွေ့တာတွေစိတ်ဆိုးစိတ်ပြတ်မာနတက်တာတွေစတဲ့ကိလေသာတရားစိုးတွေဖြစ်ပွားလာပြီးဆင်းရဲတော့တာပါပဲအဲ့ဒီလိုအမှတ်မဲ့မနေပဲရုပ်ဖြစ်တိုင်းနာမ်ဖြစ်တိုင်းပစ္စုပန်တဲ့အရှိကိုအရှိအတိုင်းတတိနဲ့မပြတ်ရှုနေရင်တော့ဒီရုပ်တဏ္ဍာတွေရဲ့ပင်ကိုယ်ရဲ့အတွင်းသားသဘာဝကလေးတွေကိုဉာဏ်နဲ့ရှင်းရှင်းကြီးတွေ့မြင်လာပါတယ်ဒီတော့အလုံးဟာသဘောတရားတွေကြီးပဲပုဂ္ဂိုလ်တ attva ဆိုတာငါဆိုတာတည်မြဲနေတဲ့အသက်ဝိညာဉ်အတ္တဆိုတာတကယ်စင်စစ်တော့မရှိပါလားလို့သဘောပေါက်လာပါတယ်ဖြစ်ပေါ်လာပြီးပျောက်သွားကြတာကြီးပဲဖြစ်ချင်ပြည့်ချင်နဲ့မကောင်းတဲ့ဟာတွေကြီးပဲအခိုင်အမာအာကိုးစရာအနှစ်အသားဆိုလို့ဘာမှမရှိတဲ့ဟာတွေကြီးပဲလို့လဲအနိစ္စဒုက္ခအနတ္တသဘောမှန်တွေကိုအမှန်တိုင်းသိမြင်လာပါတယ်ဒီအသိမှအမြင်မှန်တမ္မာဒိဋ္ဌိဉာဏ်တွေကြောင့်ပဲလောဘဒေါသစတဲ့ကိလေသာတွေငြိမ့်နေတော့ချမ်းသာနေတာပါပဲဒါကြောင့်ဒီပစ္စုပန်ကြရှုပြီးနေနေထိုင်နေကိုချမ်းသာစွာနေထိုင်နေလို့ခေါ်ရပါတယ်ဒီနည်းကိုတရားရိပ်သာမှသွားပြီးထိုင်နေစဉ်ညာလျှောက်နေမှသာအသုံးပြုရမယ်လို့မြတ်စွာဘုရားမဟောခဲ့ပါဘူးမိမိတို့အိမ်မှာနေ့စဉ်အိမ်မှုကိစ္စတွေဆောင်ရွက်နေတဲ့အခါမှာယုံမှာစာသင်ကျောင်းမှာစသဖြင့်သက်ဆိုင်ရာလုပ်ငန်းကိစ္စတွေလုပ်နေသေးမှလည်းလောလောဆယ်ပြုမှုနေတဲ့အပြုအမူတွေကိုဖြစ်နိုင်သမျှအကြမ်းမြင်ဖြစ်ပစ္စုပန်တဲ့စောင့်ရှုလေ့ကျင့်ပွားများနေရင်တဖြည်းဖြည်းထင်ရှားတဲ့ချမ်းသာကြိုးကိုရလာမှမဟုတ်ချပါပဲဒီနည်းကိုဖြစ်နိုင်သမျှလိုက်နာကျင့်သုံးနေရင်အလုံးလုံးနေစေမှတခြားကိုစိတ်အယောင်နေပါပြီးအလုတ်ထဲမှာပဲများသောအားဖြင့်စိတ်တည်ငြိမ်နေလို့ချမ်းလဲချမ်းသာပါတယ်အလုတ်လည်းပြီးမှမသိမပင်မပန်းပဲပြီးသွားတတ်ပါတယ်အ ਨੇ ဆုံးလမ်းသွားတဲ့အခါမှာခြေထောက်လှုပ်ရှားမှုကိုရှုသွားရင်တောင်မှစိတ်တည်ငြိမ်ချမ်းသာစွာနဲ့လိုရာအရက်ကိုတက်သာသာနဲ့ရောက်သွားတတ်ပါတယ်ဒီနည်းကိုအပြည့်အဝလိုက်နာကျင့်သုံးနေရင်အနုပါတိတေသနိဗ္ဗာန်ခေါ်တဲ့အကျွမ်းမဲ့ချမ်းသာအထိရရှိနိုင်ပါတယ်ဒီနည်းနဲ့ပတ်သက်လို့ပြောစရာတွေခမ်းမြတ်ကြံပါသေးတယ်သို့တော်လည်းအချိန်ကြီးရလို့နောက်အခွင့်သာတဲ့အခါကျမှပဲဆက်ပြီးပြောရပါတော့မယ်ဒီတော့အခုပြောခဲ့တဲ့ဗုဒ္ဓနိယချမ်းသာစွာနေထိုင်နည်းသုံးနည်းကိုလိုက်နာကျင့်သုံးနိုင်ကြလို့အမြဲတစေဆင်းရဲလွတ်ကင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေတတ္တဝါမှန်၍တရားတွေ့ချမ်းမြေ့သာယာရှိပါစေ